Oh, raspberry ခုစားမယ်ဒီများစိုက်ထားတာမဟုတ်ဘူးအိမ်နားမှာပေါက်တာပေါ့နော်တဘာဝ raspberry ဖြစ်ပါတယ်လို့ဒီမှာတဘာဝပေါက်တဲ့ raspberry အိတ်ကလည်းမပါလာဘူးဆိုတော့လက်မပဲထည့်လိုက်တော့โอ้အရန်တီးတာပဲဟိုအများကြီးပဲနောက်နဲ့အိတ်ယူလာပြီးလာခူးရမယ်ဒီအရန်တီးမလေးရက်စတီးနောက်နဲ့အိတ်ယူလာပြီးမှပဲလာခူးရမယ်နော်မလေးအမေမရမယ်ထဲမဲ့နေမရှိတော့ raspberry อ่ะ okay ဒါပဲခူးချင်သေးတာဒါပေမဲ့ထဲမဲ့နေမရှိဘူးဆိုတော့နောက်နေ့ပြန်လာခူးမယ်ကွယ်အိုးရမယ်အရင်တီးရတယ် raspberry တီးနော်နောက်နေ့လာခူးမယ်အိမ်နဲ့တိတ်မဝေးဘူးဆိုတော့